Biogesic for Kids Baby Spa Program လေးမှာကြိုဆိုပါရစေ။ကျွန်မကတော့ Caris Baby Spa မှာမင်းမော်ဖြစ်ပါတယ်။ Program လေးကတော့ကလေးငယ်လေးတွေရဲ့မျက်နှာရှင်ပန်းနဲ့ဝမ်းပိုက်လေးတွေကိုနှိမ့်နေပေးတာကိုကျွန်တော်တို့ကပြောပြသွားမှာဖြစ်ပါတယ်။ကလေးလေးတွေကိုအစာမစားခင်မှာနှိမ့်ပေးရမှာဖြစ်ပါတယ်။အစာကျွေးပြီးရင်တော့အနည်းဆုံးတစ်နာရီချပြီးတော့မှကလေးငယ်လေးတွေကိုနှိမ့်ပေးရမှာဖြစ်ပါတယ်။ပုံမှန်ကတော့အိမ်မော်တို့ကတော့ရေချိုးပြီးတဲ့အချိန်လေးမှာနေ့စဉ်နှိမ့်ပေးလို့ရပါတယ်။ညအိပ်ရာမဝင်နေပါနဲ့နှိမ့်ပေးလို့ရပါတယ်။တစ်နေ့ကို2ချိန်3ချိန်လောက်နှိမ့်ပေးလို့ရပါတယ်ရှင်။ကလေးလေးတွေကိုမျက်နှာရင်ပန်းနဲ့ဝမ်းပိုက်လေးကိုနှိမ့်ပေးခြင်းအပြင်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ကလေးတွေချောင်းဆိုးနာစီဖြစ်တဲ့လက္ခဏာတွေကိုကျော်ပါတတ်တာစီပါတယ်။သွေးလက်ပတ်မှုကိုကောင်းစေတဲ့အစာချေစနစ်ကိုကောင်းစေတဲ့အတွက်ကြောင့်မို့ဝမ်းချုပ်တာတွေထိုးပြီးအောင်ဖြစ်တာတွေလည်းသက်တောင့်သက်တာဖြစ်စေပါတယ်။အခုအိမ်မော်တို့ကတော့Grace Seed Oil လေးကိုသုံးပါတယ်။မိမိတို့ကတော့အလွယ်တကူအိမ်မှာcoconut extra virgin coconut oil အုံးစီလေးတွေကိုသုံးပြီးတော့နှိပ်ပေးလို့ရပါတယ်။ baby massage oil တွေလည်းနှိပ်ပေးလို့ရပါတယ်။နှိပ်ခေါ်ထားတဲ့မိမိနဲ့တူတူအိမ်မော်တို့လေးအတူတူလိုက်လို့ကြည့်ရအောင်နော်။အခုကတော့ baby လေးရဲ့မျက်နှာလေးရဲ့ရင်ဘတ်ရဲ့ဝမ်းပိုက်လေးရဲ့ကိုနှိပ်ပေးမှာဖြစ်ပါတယ်။လက်ချောင်းလေးနဲ့လက်မလေးတစ်ခုပဲသုံးမယ်။ဒီကနေပြီးတော့ဒီဘက်လေးကိုဆွဲပေးမယ်။ဖြည်းဖြည်းလေးဖွားဖွားလေးပဲဆွဲပေးမယ်။မျက်နှာလေးကိုနှိပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားတို့ကစီမသုံးပါဘူး။အဲ့ဒါကိုအမားတို့9ချိန်လောက်ထိနှိပ်ပေးလို့ရပါတယ်။အိမ်မှာမိမိတို့အချိန်ရှိရင်တော့9ချိန်မှ10ချိန်လေးလုပ်ပေးလို့ရပါတယ်။အဲ့ဒီကနေပြီးတော့သူကအပေါ်တက်သွားမယ်။အမားတို့နောက်တစ်ချောင်းသွားမယ်။အဲ့ဒါလေးကိုလည်းအမားတို့9ချိန်လောက်နှိပ်ပေးမယ်နော်။ပြီးရင်သူ့ရဲ့နှစ်ဖူးလေးကိုထပ်သွားမယ်ပြီးသွားရင်သူ့ရဲ့မျက်လုံးအောင်လေးကိုသွားမယ်နော် Charge time 2 3 4 5ပြီးအောက်ဆင်းသွားမယ်နော်2 3 4 5ပြီးရင်ဒီလိုလေးသွားမယ်သူ့ရဲ့မေးစီလေးကိုသွားမယ်နော်2 3 4ဒီကသူ့ရဲ့ပါးလေးနှစ်ဖက်ကိုအမားတို့ကစဝိုင်းလေးလှည့်ပေးတဲ့လိုမျိုးလေးလှည့်ပေးတယ်နော်။ညနာမှာရှိရဲ့ကြော်သားတွေအကုန်လုံး rest ဖြစ်စေပါတယ်။ငါလေးကပါးလေးကိုကင်လာမယ်။နောက်ဒီလက်တစ်ဖက်ကလက်မလေးနဲ့ပဲအမားတို့ကဒီမျက်လုံးတစ်ဝိုက်ကို massage လေးလုပ်ပေးမယ်။2 3 4 5နောက်ဒီဘက်နားလေးကနောက်တစ်ပတ်2 3 4 5 okay 1 2 3 4 5 okay ရှင်ဘတ်လေးကိုနှိပ်မယ်နော်ရှင်ဘတ်လေးဆိုရင်မတို့ကစီလေးသုံးပါမယ်ဒီကနေပြီးတော့လက်ကလေးနှစ်ခုကိုတက်သွားမယ်ဒီလိုလေးတက်ပခုံးလေးကနေပြန်ဆင်းလာမယ်ဒီလိုလေးပြန်တက်မယ်ဟုတ်ပြီ1 2 3 4 5ပြီးရင်အမားတို့ကဒီလို crossing လေးသွားမယ်ဒီဘက်ကနေပြီးတော့စမယ်ဒီဘက်ညာဘက်ကနေပြီးတော့ဘယ်ဘက်ပခုံးလေးကိုသွားမယ်ပြီးရင်ပြန်ဆင်းလာမယ်အဲ့ဒီတိုင်းကိုပြီးရင်ဘယ်ဘက်လက်ကနေပြီးတော့ညာဘက်ပခုံးကိုပြန်သွားမယ်ပြီးရင်ဒီလိုပြန်ဆင်းလာမယ်အဲ့ဒါလေးဆိုတော့1ဘယ်ညာမှတစ်စုံ1ပေါ့နော်ညီမလေး9ချိန်လောက်လုပ်ပေးမယ်အဲ့ဒါလေးโอเคပြီးရင်1 bite လေးကိုနှိပ်ပေးမယ်1 bite လေးကိုနှိပ်ပေးခြင်းအပြင်အမားတို့ခလေးလေးတွေလေထိုးလေနာတွေတက်တာတယ်ဝမ်းချုပ်တာတွေတက်တာတယ်ဒီလိုလေးအဲ့ဒါလေးကို9ချိန်လုပ်မယ်ပြီးရင်အမားတို့ဒီနားမှာဒီဟာလေးကဒီဥမာကြီးကိုအမားတို့9ချိန်လောက်လုပ်ပေးမယ်နောက်ဆုံးတစ်ချိန်9ချိန်ပြီးရင်ဒီအောက်ကနေပြီးတော့အပေါ်ကိုတက်မယ်I love you ပုံစံမျိုးလေးစဝိုင်းလေးလှည့်တယ်လို့အဲ့လိုမျိုးလေးလှည့်မယ်အခုဆိုရင်တော့ကလေးငယ်လေးတွေရဲ့မျက်နှာရင်ပန်းနဲ့ဝမ်းပိုက်လေးကိုနှိပ်ပေးတာပြီးသွားပြီဖြစ်ပါတယ်။မိမိတို့လည်းလိုက်လို့ကြည့်ရတာအဆင်ပြေတယ်လို့မျှော်လင့်ပါတယ်။ကြည့်ရှုအားပေးတဲ့မိမိအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်တစ်ပတ် Baby Spa Program လေးမှာပြန်လည်တွေ့ကြမယ်နော်။